အချိန်9မိနစ်လောက်နဲ့ဘာတွေတင်လို့ရမလဲဒီနေ့ challenge ကတော့အချိန်9မိနစ်အတွင်း skate တစ်ခုတင်ပေးဖို့တောင်းဆိုမှာပါသူတို့ဘာတွေတင်ပေးမလဲဆိုတာစောင့်ကြည့်လိုက်ရအောင်9မိနစ်အတွင်းအကိုညီမကိုတစ်ခုခုတင်ပေးရမယ်ဆိုဘာတင်ပေးခြင်းလဲကိုယ်ဆိုင်မှာမကြီးရွယ်ရောင်းတာဆိုတော့မကြီးရွယ်အဓိကထားသိမလို့ရတယ်ဟုတ်အဲဆိုတော့မကလာတိခွာပြီးတော့စိတ်တုတ်တာပေါ့နော်နှစ်နည်းလုံးလုပ်တတ်တယ်နော်တူတူပါနော်မော်တာလေးနဲ့လည်းယူရဆွဲမှာပေါ့နော်ဟုတ်ညီမလေးကလေဒီနေ့ challenge လေးတစ်ခုပေါ့9မိနစ်အတွင်းညီမလေးတစ်ခုခုတင်ပေးရမယ်ဆိုဘာလေးတင်ပေးခြင်းကိုရနီးပဲမှာရက်တင်ပေးလို့ရမှာကိုညာနီအဲ့ဆိုကိုညာနီလေးတင်ညီမလေးတင်ပေးပါလားဒါကြည့်ဒီဘက်မှာဟုတ်ဘာအရင်ဆက်လို့ရမှာမဒါလေးကဟုတ်ဒါလေးဒီလိုလေးကမ်းဒီလိုလေးပြီးရောတစ်ချက်လားနှစ်ချက်လောက်ပေါ့နှစ်ချက်လောက်လောက်ဆိုရတာမ3ရက်လောက်လုပ်လိုက်မနော်900ဘူးဆိုဘယ်နဲ့ရတယ်မ900ဘူးဆို200 200အဲ့ဆို200ဘူးရင်ရတယ်ပြီးရောဘာစေးစားများဆို92စားများတယ်92ဘယ်လောက်ထည့်အောင်နည်းနည်း ပုံမှန်ထက်ရပြီလားရတဲ့ရပြီနော်ဟွန်ဒီဆို20ဟွန်ဒီ20ဒါလေးထားလိုက်မယ်ဒီလိုနော်မမနဲ့တူနေတူရပါဟုတ်လေလားမတစ်ချက်ချင်းစီတော့ပြင်လိုဆင်းမယ်လိုလုပ်မယ်အောက်ကနေဖိလိုလိုက်မှန်လားအဲ့ဒါ900ပေါ့အဲ့ဒါ900900ပြီးတော့ဒီတိုင်းလာမှာတော့အဲ့ဒါမျိုးလိမ့်နေရှိတယ်နော်လက်ပေါ်မှာတင်လိုက်တာဟုတ်ဒီမှာခဏလေးဒီလိုကားရမှာဒီပင်မိုင်းလေးကိုလက်မလေးနဲ့တော့ဒီပင်မိုင်းလေးကိုလက်မလေးနဲ့တော့ရအောင်ဒီလက်မနဲ့တော့ရအောင်ဒီလိုမှန်လားမှန်ပြီးလက်ညိုးလေးနဲ့ဒီဘက်ကိုတော့ဒီလိုလောက်โอเคအဲ့ဆိုမမသမီးတစ်ခုလုပ်ကြည့်မယ်ခေါင်းနီးတိုင်းလေးဒုတိယနီးတိုင်းလေးလုပ်ကြည့်မယ်နော်လက်မနဲ့တော့လက်မနဲ့တော့ဒါလေးနဲ့ဒီလိုလုပ်ဒါလေးကိုဒီလိုလုပ်ပြီးရင်ဒါဒီလိုဖြစ်သွားရင်ဘယ်လိုလုပ်အောင်ဘာလို့ဒီလိုပြန်ထည့်လိုက်မလားမပါလေဒါနောက်200ခက်ထည့်လိုက်မယ်နော်နည်းလာမှာနှစ်ကောက်လောက်92နဲ့ဒီမှာ92ရစားမြရတာမှာ92ပဲစားမလားကျွန်တော်တိတ်မစားဘူးထုံးပေါက်တယ်ဆိုတော့ငါဘယ်လိုလုပ်လို့ညများသွားလို့အဲ့တော့ကများလည်းမပေါက်ဘူးဒါပထမနေရာဒီလိုလေးနော်ပထမနေရာဒုတိယနေရာအမလေးနဲ့တော့အဲ့နည်းရောင်းရရပြီဒီလိုလေးဟုတ်လားနှစ်နည်းလုံးလုပ်တတ်တယ်နော်အမကုန်းရွက်ွယ်တာကြတော့ဘယ်လိုရွေးလဲအမဘာမှတော့ဝယ်လဲခုနကမိုင်းတို့ကပုံမှန်ဝင်နေကြတိုင်ရှိတယ်လေသူတို့ကြတော့ပုံဝင်နေကြဆိုသိတယ်သူတို့ထည့်ပေးလိုက်တယ်။အော်။ဘာရွေးရအောင်ရွေးရတာဒါမှမဟုတ်လေကိုဝင်နေကြဆိုင်မို့လို့သူကတန်းထည့်ပေးရတာ။ရွေးရတာ။ဘယ်လိုမျိုးလေးဆိုကောင်းလဲ။ဝယ်ထားတာလေခုနကမကောင်းဘူး။ဒါတရားဝယ်တာ။ဘယ်ကိုရွေးမဲ့ဆိုရင်ဘယ်လိုမျိုးလေးဆိုကောင်းတယ်ဘယ်လိုမျိုးလေးဆိုမကောင်းဘူး။ကိုဆိုရင်ဒီကနေပြရမယ်ဆိုရင်ပြမယ်ဒီလိုနေသားဆိုလို့ရှိရင်ဒါကောင်းကောင်း။အန်ကြီးလား။အော်ပြက်လေး။ဒီကုန်းနဲ့ဒီကုန်းနဲ့ဆင်ကြည့်တယ်။အော်ဟုတ်တယ်နော်။ဒါလေးကကြီးတယ်ပြက်လေးဒါလေးကြောင့်နည်းနည်းကျန်းတယ်။အဲ့ကြထုံးပေါက်တယ်ကြတော့ဘယ်လိုမျိုးဖြစ်လို့လဲထုံးမကောင်းလို့လားထုံးများလို့လားလေတူလို့ရှိရင်ထုံးပြစ်တယ်ထုံးပြစ်ရင်ထုံးတောက်တာများသွားရင်ထုံးပေါက်တယ်ထုံးတောက်တာများရင်ထုံးပေါက်တယ်နေဘူးလို့ပြစ်တယ်ပြစ်လို့ရှိရင်ဒီနေ့လေးနည်းနည်းလေးထိုက်ရောဟုတ်လိုအပ်တာလေးကိုထုံးဆက်နေတိုင်းလိုအပ်တာလေးနည်းနည်းပြန်ထည့်ပြီးပြောင်းဖို့အဲ့ဒါသမီးတစ်ထောင်မိုးထိုက်ရကြည့်မယ်နော်မှန်လားမှားလားကြည့်ပြီဘယ်မှာတိတ်ရချင်းစီတိတ်ရချင်းစီကဟာအများကြီးကင်မဖြစ်တယ်လေအများကြီးကင်မဟုတ်ဘူးအောက်ကဟိုက်ပြီးတော့တုတ်ကတာမလားမညီမှာဆိုတော့ဘုန်းရလည်းစကေးရှိရနော်ညီမလေးကျွမ်းတာတော့ဒီလိုမျိုးတော့ကျွမ်းတယ်ဒုတိယနည်းလေးကတော့မိုက်တယ်ညံတာတော့ဘယ်နည်းကညံဒီနည်းကမြန်ဆုံးပါဒီနည်းကမြန်ဆုံးပါဟိုဘက်ဒီဘက်လှည့်လိုက်အောင်ပါနော်ညီမလေးကအခုမှစလို့ထင်တယ်
နေဒါကိုတစ်ပတ်ဆောင်တော့ပို့လိုက်ရှည်လေးတော့ဖြစ်ကြပါနော်โอเคဒီလက်မှန်ပါရင် မှန်ဝိုင်းလားโอเคဒါဆိုတော့9မိနစ်ချဲလိုက်ရတယ်ထင်တယ်မအမှတ်ပေးမှဆိုဘယ်လောက်ပေးလဲတမလေးရတာကွင်းရအောင် အဲ့ဒါရှင်းမတော့တော့ရတယ် မမမြည်ကြည့် ဟုတ်ကဲ့ ဟုတ်တယ်ရလားဘာစင်းနေလဲကို ဒီမတ်နစီ ညီမလေးရလိုက်မနော်အမှတ်တစ်ခါလေးပေးကမ်းလိုက်ဘီရင်မနဲ့စီရပြီလားကို ရနည်းနည်းထည့်ရပြီ ရပြီလား တူတူတူ ဒိုင်လူကြီးဘင်းထဲမှာရှိရလက်တွေတုံးနေမြည်ကြည့်ပါဦးထုံးပေါက်လားအမှတ်ပေးမယ်ဆို7မှတ်မှာဆိုဘယ်နှမှတ်ပေးမလဲ ဆမ်မဲပါဆိုအနည်းတော့ပေးလို့ရတယ်အပြည့်ပေးလို့ရပါ အာပြေးပေးလို့ရတယ် ကနေအားရ ကျေးဇူးပါမမအချိန်ပေးလို့ကျေးဇူးပါနော်ဟုတ် တချို့ကျကျူချစ်တဲ့ဟာကျတော့6တာပေါ့ဒီလိုနေပူတဲ့ခါဒါလေးကျတော့ဆူဆူလေးနဲ့ကျတော့စားကောင်းတယ်ပေါ့ဒါတော့ဟိုနည်းနည်း experience ရှိကြပါဦးနည်းနည်း ဟုတ်အတွေ့အကြုံရှိရဆိုတော့ရမ်းမြင်တာ ဟုတ်ပါပြီ ပါပြီးရော